အာမနဲ့ဟာအပေါင်းအသင်းမရှိဘဲတယောက်တည်းအထီးကျန်နေတဲ့လူရှုံးလေးတယောက်ဖြစ်ပြီး Johnny Sins ရဲ့လက်ခွေတွေကိုကြည့်ရတာကိုပဲဘဝရဲ့ပျော်ရွှင်မှုလို့မှတ်ယူထားသူပါဒါပေမဲ့သူ့ရဲ့အထီးကျန်နေတဲ့ဘဝဟာဘေးအိမ်ကစိတ်တက်ကြနေတဲ့ကောင်မလေးကိုသူ့ရဲ့ဆွဲဆောင်မှု Rise နဲ့ကဲတင်ပေးလိုက်ရာကနေစတင်ပြောင်းလဲလာခဲ့ပါတယ်အခုဆိုရင်အဲ့ဒီကောင်မလေးကသူ့ကိုချစ်မိသွားပြီးသူလိုအပ်နေတဲ့ပျော်ရွှင်မှုတွေကိုဖြည့်ဆည်းပေးနေပါပြီသူတို့နှစ်ယောက်စတင်ဆုံတွေ့ခဲ့တာကတော့အာမနဲ့ကြောင်းကအပြန်မိုးတဲ့ရေထဲမှာစိတ်တက်ကြပြီးထိုင်နေတဲ့ရှီနာကိုတွေ့လိုက်တဲ့အချိန်မှာပါအာမနဲ့ကဒီတိုင်းဖြစ်သွားမလို့ပဲဒါပေမဲ့ငိုနေတဲ့သူမကိုမြင်တော့မထားခဲ့နိုင်တာနဲ့သူ့ထီးကိုသူမကိုပေးခဲ့ပြီးနေမကောင်းမဖြစ်အောင်ဂရုစိုက်ဖို့ပြောခဲ့ပါတယ်နောက်နေ့ကျောင်းမှာတော့အာမနဲ့ဟာမိုးမိလို့အကြီးကျယ်နှာစေးနေပါတော့တယ်အဲ့ဒီအချိန်မှာပဲရှီနာကျောင်းထဲကိုရှောက်လာတဲ့အခါတကျောင်းလုံးကကျောင်းသားတွေဟာ Megan Fox လိုလှပလွန်းတဲ့သူမရဲ့အလှမှာမိန်မောသွားကြပါတယ်အာမနဲ့ကတော့ကျောင်းရဲ့နတ်သမီးလေးလို့တင်စားခံရတဲ့သူမလိုမိန်းကလေးမြကိုဟာစိတ်တက်ကြတဲ့မော်တယောက်မဖြစ်နိုင်ဘူးလို့တွေးနေမိပါတယ်သူဟာတခြားဆမ်ပလူတွေဘလို့နေထိုင်မလဲဆိုတာသိတယ်လို့သူမနဲ့တိတ်ဖို့ကိုလည်းသိပေမဲ့သူတို့နဲ့မတူတဲ့ same match တယောက်လိုပဲနေထိုင်ပါတယ်အဲ့ဒီနေ့ညနေမှာတော့နေမကောင်းဖြစ်ပြီးတေလူမတက်ဖြစ်နေတဲ့အာမနဲ့ဟာအိမ်ကိုအနိုင်နိုင်ပြန်လာခဲ့ရပြီးသူ့အိမ်ရှိမှာသူ့ထီးနဲ့အတူစောင့်နေတဲ့ရှီနာကိုတွေးလိုက်ရပါတယ်ရှီနာကပိုင်ရှင်မဟုတ်တာကိုပြန်ပေးတာလို့ပြောရင်းသူ့ပုံစံကအရန်ကြည့်ရဆိုးနေတယ်လို့ဝေဖန်ပါတယ်အာမနဲ့ကသူ့ကိစ္စသူရှင်းမယ်လို့ပြောပေမဲ့ရှီနာကတော့သူ့ကိုထီးပေးလို့နေမကောင်းဖြစ်သွားတာမို့လို့ဂရုစိုက်ရမယ်လို့ပြန်ပြောပါတယ်အာမနဲ့ကထီးကိုဆွဲယူပြီးထားလိုက်ဖို့ပြောပေမဲ့စကားပြောနေရင်းနဲ့ပဲသူမူလဲတော့မလို့ဖြစ်သွားပါတယ်ရှီနာကရိုမတ်တစကားတွေကမင်းသမီးလေးလို့သူ့ကိုဖမ်းထိန်ပေးလိုက်ပြီးသူမမှာအကျွေးရှိတယ်လို့ပြောပါတယ်သူမဟာအာမနဲ့ရဲ့ရှုပ်ပွားနေတဲ့အခန်းထဲကိုဝင်လာပြီးအဝတ်စားရင်လဲဖို့ပြောကခဏနေရင်ပြန်လာခဲ့မယ်လို့ဆိုပါတယ်အာမနဲ့ကဘာလို့ဒီလိုအမိုက်ပုံနဲ့ပြန်လာချင်တာလဲလို့မေးတဲ့အခါသူမကသူ့ကိုကောင်းကောင်းအိပ်ပျော်စေချင်လို့ပြောပြီးသူမအခန်းရှိရာကိုထွက်သွားပါတယ်ဘေးအိမ်မှာသူမနေထိုင်နေတာကိုအာမနဲ့မယုံနိုင်အောင်ဖြစ်နေပါတယ်အဲ့ဒီနေ့ညမှာသူပြန်နိုးလာတော့ရှီနာကသူ့ကိုကြည့်နေတာတွေ့လိုက်ရပါတယ်သူ2နာရီလောက်သတိလစ်သွားတာလို့သူမကပြောပြီးစံပြုတ်လုပ်ပေးထားလို့ဘိုက်စာလာလို့မေးပါတယ်အာမနဲ့ကသူမဟင်းချက်တက်တာကိုမြင်ပြီးအံ့ဩသွားပါတယ်သူမကအပူချိန်တိုင်းဖို့ပြထားတိုင်ပေးတဲ့အခါအာမနဲ့ကအင်ဂျီမလိုက်လို့ရှီနာကရှက်ကိုရှက်ကန်းနဲ့မျက်နှာလွှဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းကယောက်ျားလေးတွေပါလို့သူမရဲ့ချစ်စရာကောင်းမှုကိုဝိုင်းပြီးဆင့်နေကြတာလဲဆိုတာအာမနဲ့နားလည်သွားပါတယ်ရှီနာကစံပြုတ်နဲ့ပြန်ရောက်လာပြီးသူ့အဖျားအကြောင်းမေးပါတယ်အာမနဲ့ကစေးတောက်ပြီးအိတ်လိုက်ရင်ပျောက်သွားမှာပါလို့ပြောပေမဲ့ရှီနာကကျမ်းမာရေးအကြောင်းသင်ခန်းစာပေးပါတယ်သူမကအစားတောက်ကမ်းပေးတဲ့အခါအာမနဲ့ကဒိုးနဲ့တုံးတုံးလို့ကြည့်နေမိပါတယ်သူမကခွန်ကျွေးရမလားလို့စနောက်ပေမဲ့အာမနဲ့ကတော့သူမဟင်းချက်တက်တာကိုပဲအံ့ဩနေပါတယ်သူမကဒါကတယောက်တည်းနေရင်အခြေခံရှင်တန်မှုပဲလို့ပြောပြီးအာမနဲ့ကိုလည်းဟင်းချက်တင်ဖို့နဲ့ညစ်ပတ်နေတဲ့အခန်းကိုတန်ရှင်းရေးလုပ်ဖို့တိုက်တွန်းပါတယ်အာမနဲ့ကဟင်းအရသာကောင်းကြောင်းချီးကျူးတဲ့အခါလက်တစ်ဖက်တည်းရှိတဲ့လူတုံးတောင်စံပြုတ်လုပ်တတ်ပါတယ်လို့သူမကပြန်ပြောပါတယ်အဲ့ဒီနောက်အာမနဲ့ကသူမဘာလို့မိုးထဲမှာထိုင်နေရလဲလို့မေးတဲ့အခါသူမကရီးစားလေးယောက်နဲ့ပြက်လာလို့ဆိုပါတယ်ရှီနာကသူမမှာရီးစားမရှိကြောင်းနဲ့သူမရဲ့ကိုကျင့်တရားကယောက်ျားလေးတွေကိုအလွယ်တကူလက်ခံတဲ့အမျိုးအစားမဟုတ်ကြောင်းပြန်ရှင်းပြပါတယ်အာမနဲ့ကသူမမှာဝိုင်းချစ်နေတဲ့သူတွေရှိမှာပါလို့စနောက်လိုက်တာကသူမကိုစိတ်တူသွားစေပါတယ်သူမကငါကအများသုံးအိမ်သာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်အာမနဲ့ကလည်းအခြေအနေကိုရိပ်မိပြီးတောင်းပန်လိုက်ပါတယ်သူမကအဲ့ဒီနေ့ကစိတ်ကြည်လင်အောင်လုပ်နေတာလို့ပြောတယ်လို့သူ့ကိုနေမကောင်းဖြစ်စေခဲ့လို့လည်းတောင်းပန်ပါတယ်အာမနဲ့ကဂယုမဆိုင်ကြောင်းနဲ့တခြားယောက်ျားလေးတွေလိုသူမရဲ့အားနာမှုကိုအခွင့်ကောင်းယူပြီးမကောင်းတဲ့ကိစ္စတွေလုပ်ဖို့စူးစမ်းမှာမဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီစကားကရှီနာကိုအံ့ဩသွားစေပြီးသူမဘေးကယောက်ျားလေးတွေအားလုံးကသူမအပေါ်ရမတ်ဇောတွေရှိနေကြတာကိုစိတ်ပြက်နေကြောင်းဝန်ခံပါတယ်အာမနဲ့ကလည်းနတ်သမီးလေးတွေမှာလည်းမကောင်းတဲ့နေ့တွေရှိတတ်တာကိုသိရတာလန်းဆန်းစေတယ်လို့ပြောပေမဲ့ရှီနာကတော့သူမကိုအဲ့ဒီလိုမခေါ်ဖို့ပြောပါတယ်နောက်နေ့ကျောင်းမှာတော့အာမနဲ့နေကောင်းသွားတာကိုအဆူကီကဝမ်းသာနေပါတယ်အာမနဲ့ကရှီနာတငယ်ချင်းတွေကိုတင်ချကူတင်ပေးနေတာကိုတွေ့တဲ့အခါအဆူကီကသူမကမင်းနဲ့မတန်ပါဘူးလို့သတိပေးပါတယ်အဲ့ဒီနေ့ညနေမှာအာမနဲ့ကဝရန်တာမှာဂျယ်လီတောက်ပြီးညစာစားနေတာကိုရှီနာမြင်သွားပြီးအာဟာရမရှိတာတွေစားလို့စူပါတယ်သူမကသူ့အခန်းမှာစောင့်ခိုင်းပြီးခဏနေတော့သူမစီကပိုးတဲ့တကယ်အစားအစာတွေကိုလာပေးပါတယ်သူကကျေးဇူးတင်ရင်နှစ်သမီးလက်ရလို့ထပ်ဆက်လိုက်တော့ရှီနာကအဲ့ဒီလိုမခေါ်ဖို့ထပ်တားပါတယ်နောက်နေ့မနက်မှာသူပကံပြန်ပေးတဲ့အခါသူမကနောက်ထပ်အစားအစာတွေထပ်ပေးပါတယ်သူကညင်းပေမဲ့သူမကအမြဲတမ်းပိုအောင်ချက်မိလို့ပါလို့ဆိုပါတယ်သူကကျေးဇူးတင်ရင်နဲ့ဒီလိုပဲဆက်လုပ်နေရင်မင်းကိုချစ်မိသွားနိုင်တယ်လို့သတိပေးလိုက်တဲ့အခါရှီနာကတကယ်လားလို့မေးပါတယ်သူကအေးဆက်ဆက်နဲ့မဟုတ်ပါဘူးလို့ပြန်ပြောလိုက်တော့သူမကတကားကိုဝုန်းကနေပိတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်ကစပြီးရှီနာဟာအာမနဲကိုနေတိုင်းဟင်းတွေချက်ကျွေးလာပါတယ်အာမနဲရဲ့ကျမကြီးကလည်းအမိုက်တွေစားရကနေအာဟာရရှိတာတွေစားရလို့တိတိတတ်တာကောင်းမွန်လာပါတယ်တနေ့စူပါမားကတ်မှာသူတို့နှစ်ယောက်ဆုံကြပါတယ်အာမနဲကသူမကိုစောင့်ကြည့်နေတာမဟုတ်ပါဘူးလို့ပြောတော့ရှီနာကဒီစူပါမားကတ်ကအိမ်နဲ့အနီးဆုံးပဲလေလို့ပြန်ပြောပါတယ်အာမနဲကသူမဈေးဝယ်အိတ်တွေကိုကူတယ်ပေးဖို့အတင်းလုပ်ပါတယ်နောက်ပိုင်းမှာရှီနာကအာမနဲရဲ့အခန်းကိုတန်ရှင်းရေးကူလုပ်ပေးပါတယ်သူမကဒါကမင်းအတွက်ပဲလို့ပြောပြီးတန်ရှင်းရေးဆက်လုပ်ကြပါတယ်အလုပ်လုပ်နေရင်ရှီနာချော်လဲသွားလို့အာမနဲကဖမ်းထိန်ပေးလိုက်တဲ့အခါရှီနာရင်တွေအယမ်းခုန်သွားပါတယ်တန်ရှင်းရေးပြီးတော့အာမနဲကပီဇာမှာစားဖို့အကြံပြုပါတယ်ရှီနာကသူမမိသားစုကလူကုန်ထန်တွေမှုအပြင်စားတစ်ခါမှမစားဘူးကြောင်းဝန်ခံပါတယ်အာမနဲကသူမရဲ့ကြောင်းကပုံစံထက်အခုလိုတဘာဝကြနေတဲ့ပုံစံကိုပိုပေါ်ကြတယ်လို့ပြောပါတယ်ရှီနာကလည်းအာမနဲကတခြားယောက်ျားလေးတွေလို
သူမအပေါ်ခံစားချက်မထားဘဲအေးအေးဆေးဆေးဆက်ဆံတဲ့အတွက်ပျော်ရွှင်ရကြောင်းပြောပါတယ်ရဲ့အနေငယ်အကြမှာအာမနဲကတယောက်တည်းဖြစ်နေတဲ့ရှီနာကိုထပ်တွေ့ပါတယ်ရှီနာရဲ့အဝတ်စားတွေမှာအမွှေးတွေနဲ့ဒဏ်ရာတွေတွေ့လို့အာမနဲကစိုးရိမ်တကြီးမေးမြန်းတဲ့အခါသူမကအကြောင်းလေးတစ်ကောင်ကိုကယ်ဖို့တစ်ပင်ပေါ်တက်ရင်ပြုတ်ကျခဲ့တာလို့ဝန်ခံပါတယ်အာမနဲကစေးတစ်တာယူလာပြီးသူမကိုဆေးထည့်ပေးဖို့လုပ်ပါတယ်သူကသူမကိုခြေအိတ် types ချုပ်ခိုင်းတဲ့အခါရှီနာကလန့်သွားပေမဲ့ဒါဟာဒဏ်ရာကိုကုသဖို့အတွက်ပဲဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူမလက်ခံလိုက်တဲ့အခါအာမနဲကတခြားကိုလှည့်နေပေးပြီးသူမကိုကူညီဖို့အဆင်သင့်ဖြစ်နေပါတယ်။နောက်နေ့ကျောင်းမှာတော့အာမနဲကဘောင်းမီတိုနဲ့ရောက်လာလို့အဆူကီကမျက်မှောင်ကျုပ်ပြီးကြည့်ပါတယ်။အာမနဲကတော့သူ့ရဲ့ဘောင်းမီရှည်ကိုမိကြံခဲ့လို့ပါလို့ပဲပြောပြီးပါဇက်ပိတ်ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းကျောင်းရဲ့နာမည်ကြီးပြီးရုပ်ချောတဲ့ကာတာဝါကီကမင်းသားတစ်ပါးလိုဆက်ဆံခံနေရတာကိုအာမနဲကသဘောမကျသလိုကြည့်နေပါတယ်။နတ်သမီးတို့မင်းသားတို့ဆိုတဲ့နာမည်ပြောင်းနေပေးတာကိုလည်းသူကထူးဆန်းတယ်လို့ထင်နေတာပါ။အဲ့ဒီအချိန်မှာပဲသူနဲ့ရှီနာတို့မျက်လုံးချင်းစုံသွားပါတယ်။ရှီနာကသူ့ကိုပြုံးပြလိုက်တဲ့အခါအာမနဲကရှက်ပြီးမျက်နှာလွှဲလိုက်ပေမဲ့တခြားယောက်ျားလေးတွေကတော့သူမကသူတို့ကိုပြုံးပြတာလို့ထင်သွားကြပါတယ်ညနေမှာတော့ရှီနာကအာမနဲရဲ့အဝတ်စားတွေလာပြန်ပေးရင်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အစားအသောက်တွေယူလာပေးပါတယ်အာမနဲကသူမရဲ့ဒဏ်ရာအခြေအနေကိုမေးတဲ့အခါသူမကတက်တာနေပါပြီလို့ဆိုပါတယ်အာမနဲကသူမရဲ့နတ်သမီးအပြုံးတဲ့လူတွေကိုဖမ်းဆီးနိုင်တာပဲလို့စနောက်လိုက်တော့သူမကအဲ့ဒီနမိတ်ပြောင်းကိုမုံကြောင်းထပ်ပြောပါတယ်ရှီနာကဘာလို့လူတွေကသူမပြုံးလိုက်ရင်မူးလဲမတက်ဖြစ်သွားကြတာလဲလို့မေးတဲ့အခါအာမနဲကသူမလှလို့ပေါ်လို့ခက်ချောချောပဲချီကျူးလိုက်ပြီးသူမကာတာဝါကီကိုစိတ်ဝင်စားလာလို့စမ်းမေးပါတယ်ဒီနာကကာတာဝါကီကိုစိတ်မဝင်စားကြောင်းနဲ့တကယ်လို့ရုပ်ချောယုံနဲ့ချစ်မိမယ်ဆိုရင်အာမနဲကအခုဆိုငါ့ကိုချစ်နေလောက်ပြီပေါ့လို့ပြန်ပြောလိုက်လို့အာမနဲခဏတာကြောင်းသွားရပါတယ်သူမကသူမကိုသူမချောတယ်ဆိုတာကိုသိနေတာကိုအာမနဲကသဘောကျနေမိပါတယ်သူမယူလာတဲ့အစားတောက်ကို microwave နဲ့နှွေးစားဖို့ပြောပေမဲ့အာမနဲကတော့လက်လက်ဆက်ဆက်ပဲစားကျင်တယ်လို့ပြောပြီးအတူတူဟင်းချက်ဖို့အရေးအမွက်ပြောလိုက်ပါတယ်ရှီနာကသူဟာသူမအခန်းထဲဝင်ပြီးမဟုတ်တာလုပ်ဖို့ကြိုးစားနေတာလားလို့မေးတဲ့အခါအာမနဲကသူအဲ့လောက်ထိမအဘူးလို့ပြန်ပြောပါတယ်နောက်ဆုံးတော့သူတို့နှစ်ယောက်ကုန်ကြစည်မြခံပြီးအာမနဲရဲ့အခန်းမှာပဲဟင်းချက်ဖို့သဘောတူလိုက်ကြပါတယ်ရှီနာကအာမနဲရဲ့အခန်းထဲမှာနေရတာဘေးကင်းပါမလားလို့စိုးရင်ပြပေမဲ့တကယ်လို့တခုခုလုပ်ဖို့ကြိုးစားရင်တော့သူ့ကိုပညာပေးမယ်လို့ချိန်ချောက်ပါတယ်နောက်ပြီးသူမကအာမနဲကြိုက်တတ်တဲ့အမျိုးအစားမဟုတ်ဘူးလို့ဆိုပါတယ်အာမနဲကဘလို့သိတာလဲလို့မေးတော့တကယ်လို့သာကြိုက်ရင်မင်းအခုဆိုငါခြေတော့ကိုတောင်လာပြီးဝိုင်းဖားနေလောက်ပြီလို့ပြန်ပြောလိုက်ပါတယ်သူမအာမနဲရဲ့အခန်းကိုရောက်လာတဲ့အခါမိဖို့ချောင်ကအရန်ကိုတန့်ရှင်းနေတာကိုမြင်ပြီးအံ့ဩသွားပါတယ်ဒါဟာအာမနဲရဲ့အခန်းထဲမှာတခုတည်းတော့တန့်ရှင်းတဲ့နေရာဖြစ်မှာပါသူမဟင်းချက်နေတာကိုအာမနဲကငေးကြည့်နေပြီးသူမကသူ့ရဲ့ဇနီးတဲ့နဲ့တူတယ်လို့တော့အေးနေမိပါတယ်ရှီနာကသူ့ကိုတတိပေးလိုက်ပြီးသူမရဲ့ apron ကိုဖောက်ထွင်းကြည့်ဖို့စူးစမ်းနေတာလားလို့မေးပါတယ်အာမနဲကလည်းသူမဟာသူမကိုသူမအမွှတ်တင်လုံးတယ်လို့ပြန်ပြောပါတယ်ဟင်းတွေအစင်သစ်ဖြစ်တဲ့အခါအာမနဲကအရန်ပိုက်စာနေတဲ့လူတစ်ယောက်လိုအားရပါရစားပါတော့တယ်သူမရဲ့လက်ရာကိုအမေတို့တောက်ခဲ့ရတာထက်ပိုကောင်းတယ်လို့တော့အလွန်ကြုံချီးကျူးလိုက်ပါတယ်အဲ့ဒီနောက်မှာအာမနဲကသူမမကြိုက်တဲ့ယောက်ျားတစ်ယောက်ကိုဘာလို့နေတိုင်းဟင်းချက်ကျွေးနေတာလဲလို့မေးပါတယ်ရှီနာကသူမကိုယ်တိုင်ဒါကိုလုပ်ရတာပြောလို့ဖြစ်ကြောင်းနဲ့ခိုးရမဲနေတဲ့လူတွေကိုကျွေးမွေးရတာကုသိုလ်ရပါတယ်လို့စနောက်ပြီးပြောပါတယ်တကယ်လို့ဒါကိုထူးဆန်းတယ်လို့သူထင်ရင်ရက်လိုက်မယ်လို့သူမကဆိုပေမဲ့အာမနဲကတော့ဆက်ပြီးချက်ကျွေးဖို့တောင်းဆိုလိုက်ပါတယ်